We know what to do there. Flower. Her name is Flower. Flower. Yeah. His name is Flower. Flower. Okay. Let's go. That's so. So man. Okay. လောကဒီကိုတင်ဟာလောစာရောက်လာမဟုတ်တာဒီကဲဒီရကိုပြရှင်လို့ဒီနေရောက်လာလေမမဲတော့မဟုတ်ပါတက်ရှင်တော့ဖယားကိုဒီဖို့ပါဝေးပြန်ပါလို့သူငါတဲ့လို့လာပါငါလေးဒီကိုချမ်းသာပေးဟာလေလုယာဟာလေလုယာဒီစံကြည်ပါလားကောင်းမြတ်တော်ဗျာ Flower Okay. please wrap right heart Okay. တမီးလောက်ကြည့်တာ Flower, do you believe that Jesus died for you? ကိုရောယေရှုအမင်းတဲ့ဟိုပါနော် ပေးဆက်ခဲ့တာ အ ကို သက် ယုံ တ ကြ နာ ည် ပြီး လား ခဲ့တာဆိုတာမင်းယုံကြည်သလားတဲ့ She said believe Do you believe that Jesus died for you and resurrected? And are you willing to follow him for the rest of your life? ကိုရောယေရှုကကိုတမီးလိုက်မှာကိုရောယေရှုကအသက်ကိုရှင်ပြန်ထမြောက်တော်မူတဲ့ဘုရားဖြစ်တယ်ဆိုတော့မင်းယုံကြည်ပါသလားတဲ့ Okay. Based on the confession, we're going to baptize you in the name of Jesus and the Father and the Holy Spirit. ဘာဘုရားတော်ယေရှုညလင်းတော်သုံးပါးတဆူဘုရားနဲ့တမီးကိုကျွန်တော်ကယနေ့မင်္ဂလာပေးမှာဖြစ်ပါတယ်တမီးဒူးလေးကိုသားလေးပြေးပြီးအခုချက်လိုက်အခုချက်လိုက်ဝေးအောင်ပြီလက်ချလိုက်အောင်ပြီကဲတမီးရလို့ဟောလိုက်လက်ရ This is your second life. ဒါမင်းရဲ့ဒုတိယဘဝပဲတဲ့နော် ဘုံယူပါတယ် ဒုတိယဘဝလက်တော့လက်တော့ဒီအားပါလို့ခလိုက်အောင်ကဲအားလည်းခလိုက်